ကျွန်တော်တို့ Google ထဲကိုရောက်ပြီဆိုရင်အကောင့်ဖွင့်တဲ့နေရာလေးကိုတစ်ချက်သွားလိုက်ပါပြီးရင် create account ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါပြီးရင် for my personal use ဆိုတာလေးကိုတစ်ချက်နှိပ်ပေးပါပြီးရင်တော့ကျွန်တော်တို့အသုံးပြုမယ့်အကောင့်ရဲ့ name ပေါ့နော်ကျွန်တော်တို့ဒီမှာရိုက်ထည့်ပေးရမယ်နော်ကျွန်တော်ကတော့ထုံးစံအတိုင်းပဲရိုက်ထည့်ပေးလိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ name လေးရေးပြီးသွားပြီဆိုရင်အောက်က name ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါပြီးရင်မွေးနေ့တက္ကရာကိုထည့်ပေးလိုက်ပါပြီးရင်ဒီအောက်မှာတော့ဒါကတော့ကြားမှထည့်ပေးရတာပေါ့နော်ဒါလေးကိုတစ်ချက်ရွေးပြီးထည့်ပေးလိုက်ပါပြီးရင်တော့ကျွန်တော်တို့ဒီအပေါ်ကနှစ်ခုอ่ะပေါ့နော်ဒါကတော့ဒါ Google က auto ပေးထားတဲ့အကောင့်ပေါ့နော်ကျွန်တော်တို့ကနာမည်ကိုအသုံးပြုခြင်းကိုယ့်ဘာကိုရေးမယ်ဆိုရင်အောက်က create your own image ဆိုတာလေးနှိပ်လိုက်ပါပြီးရင်ကျွန်တော်တို့အသုံးပြုခြင်းတဲ့ဟာလေးကိုဒီညာလေးမှာရိုက်ထည့်ပေးရမယ်နော်ဒီလိုစာတမ်းအနီလေးနဲ့ပြနေပြီဆိုရင်တော့ဒါကျွန်တော်တို့ရေးထားတဲ့နာမည်ကတခြားသုံးတဲ့လူရှိတယ်ပေါ့နော်မတူအောင်ကျွန်တော်တို့ပြန်ရိုက်ထည့်ပေးမယ်နော်ဒါဆိုရတော့ပါပြီဒီနေရာလေးမှာတော့ကျွန်တော်တို့က password လေးရေးထည့်ပေးရမယ်ပေါ့နော်ကိုယ်ပိုင် password လေးကျွန်တော်တို့ password တစ်ခုကိုရေးကြည့်လိုက်ပါဒီလိုအနီရောင်စာတမ်းလေးပြရတယ်ဆိုရင်ကိုယ့်ရဲ့ password ကမခိုင်မာသေးလို့ပေါ့နော်ဒါ symbol တို့ letter တို့ number တို့ပါရမယ်ပေါ့နော်ဒီသုံးမျိုးစုံအောင်ထည့်ပေးလိုက်ပါဒါဆိုရင်တော့မိတ်ဆွေတို့ရဲ့ Google ကိုရောက်ပြီဆိုရင်အောင်မြင်စွာရရှိသွားပါပြီ။ကောက်ဖွင့်တဲ့နေရာလေးကိုတစ်ချက်သွားလိုက်ပါပြီးရင် create account ဆိုတာလေးကျွန်တော်တို့အောက်က name ဆိုတာလေးကိုတစ်ချက်ထည့်ပေး for my personal use ဆိုတာလေးကိုတစ်ချက်နှိပ်ပေးပါပြီးရင်ကျွန်တော်တို့ပေါ်လေးကိုနည်းနည်းဆွဲနေကောက်ဖွင့် name ပေါ့နော် create ဆိုတာလေးဒီမှာရိုက်ထည့်ပေးရမယ်နော်ဒါဆိုရင်တော့မိတ်ဆွေတို့ရဲ့ Google account ကအောင်မြင်စွာပွင့်သွားပါပြီခင်ဗျာကျွန်တော်ကတော့ထုံးစံတိုင်းလုံးပဲအဆင်ပြေကြပါစေခင်ဗျာပြီးရင်ကျွန်တော်တို့ name လေးရေးပြီးသွားပြီဆိုရင်အောက်က name ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါပြီးရင်မွေးနေ့တက္ကရာကိုထည့်ပေးလိုက်ပါပြီးရင်ဒီအောက်မှာတော့ဒါကတော့ကြားမှထည့်ပေးရတာပေါ့နော်ဒါလေးကိုတစ်ချက်ရွေးပြီးထည့်ပေးလိုက်ပါပြီးရင်တော့ကျွန်တော်တို့ဒီအပေါ်ကနှစ်ခုอ่ะပေါ့နော်ဒါကတော့ဒါ Google က auto ပေးထားတဲ့အကောင့်ပေါ့နော်ကျွန်တော်တို့ကနာမည်ကိုအသုံးပြုခြင်းကိုယ့်ဘာကိုရေးမယ်ဆိုရင်အောက်က create your own image ဆိုတာလေးနှိပ်လိုက်ပါပြီးရင်ကျွန်တော်တို့အသုံးပြုခြင်းတဲ့ဟာလေးကိုဒီညာလေးမှာရိုက်ထည့်ပေးရမယ်နော်ဒီလိုစာတမ်းအနီလေးနဲ့ပြနေပြီဆိုရင်တော့ဒါကျွန်တော်တို့ရေးထားတဲ့နာမည်ကတခြားသုံးတဲ့လူရှိတယ်ပေါ့နော်မတူအောင်ကျွန်တော်တို့ပြန်ရိုက်ထည့်ပေးမယ်နော်ဒါဆိုရတော့ပါပြီဒီနေရာလေးမှာတော့ကျွန်တော်တို့က password လေးရေးထည့်ပေးရမယ်ပေါ့နော်ကိုယ်ပိုင် password လေးကျွန်တော်တို့ password တစ်ခုကိုရေးကြည့်လိုက်ပါဒီလိုအနီရောင်စာတမ်းလေးပြရတယ်ဆိုရင်ကိုယ့်ရဲ့ password ကမခိုင်မာသေးလို့ပေါ့နော်ဒါ symbol တို့ letter တို့ number တို့ပါရမယ်ပေါ့နော်ဒီသုံးမျိုးစုံအောင်ထည့်ပေးလိုက်ပါ